လုံခဲ့တဲ့2014လောက်ကကျွန်တော်မာသားကြီးမှာအကျွေးတွေကများနေတယ်အဲ့တော့ကျွန်တော်10တန်းအောင်ကစားလေးအဲ့နဲ့အမေကိုငါတနိုင်တစ်ပိုင်းကိုညီမဲဆိုပြီးတော့ရေးမျိုးနာလမိုင်းရွာလမိုင်းနဲ့ရေးချအမှရွာတွေမှာကျွန်တော်ပြန်သွားလို့ပေါ့ပြန်သွားလို့တော့တရက်နေ့တစ်ပိုင်းနဲ့ကိုသူကအောက်ကို900လောက်တယောက်တည်းဘာကူညီမပါပဲထမ်းခိုင်းတယ်အကွာဝေးရလဲအဝေးတော်တော်ဝေးရဒီနဲ့ဆိုလို့ကျွန်တော်ရန်ကုန်နေနဲ့ပြောမှဆိုလို့ရှိရင်စုလေကနေပြီးတော့စုလေရတယ်ဆိုတော့လမ်း30စုလေလမ်း30အရင်ဝေးတယ်ဗျာပြောချင်တာတမိုင်လောက်ရှိမှာပေါ့အဲ့တော့တယောက်တည်းဟိုမိုးတွေကရွာကွာအဲ့ချိန်မှာတက်လာရှွန့်နေဘွက်တွေနေအဲ့တော့တနိုင်ကိုထမ်းသလားဆောင်းဘောကအမှတော်နာတာကွာအဲ့လိုနေထားမှာတော့မနှက်စာကျွေးရတယ်ရီးရတယ်အဲ့ဒါလေးလည်းပြောချင်တာအမှပြန်ထမ်းတော့သူတို့ငားကိုကွာအဲ့ဘေးနားမှာဖမ်းပြီးတော့အမီးကြီးလည်းမဖြတ်ဘူးတည်ရလားဘာမှဟိုထုတ်တီထုတ်ဘာမှဘဟတ်တွေပါမဟုတ်ဘူးဒီတိုင်းအဲ့ဘေးမှာကွာငါအရှင်းမြင်နေရတယ်သလားငါတောင်ပန်လေးနဲ့ဘေးမှာသလားအဲ့ဒါကကိုမင်းကွာမစားနိုင်တော့โอเคဘာရှိလဲဆိုတော့ option တော့ရှိရမင်းငါမစားချင်ရ option ရှိရသူတို့ဒီ steam ပကံလေးတစ်ချက်ပေးတယ်ထမင်းကမင်းတည့်ရတိုင်းပဲကြမ်းနေတာပဲကွာဖြူတော့ဖြူတယ်ကြမ်းနေတယ်တဲ့အဲ့ထမင်းကလည်း limit ပဲရတော့မနှက်စားအဲ့တော့သူကဒီလက်နှလုံးလေးနဲ့ငပိကိုအဲ့ဒီပကံမပါဒီပကံဘေးနားလေးမှာတုပ်ပေးလိုက်တယ်ပြီးအဲ့ဘေးမှာဟိုဟာရှိရရှောက်ပင်ရှိရရှောက်ပင်ရှိပြီးတော့အဲ့ရှောက်ပင်ကနေခုတခါလေခုလက်စကူရေးအောင်မစိဘူးနော်အဲ့တော့အဖြစ်ပြက်လေးပြန်ပြောပြတခါလေလက်စကြီးခုပြီးပကံတော့ထည့်ပြီးအဲ့ဆောငပိနဲ့စားရတာအဲ့ဒါအဲ့လိုဖြတ်တန်းရတာအဲ့နဲ့ဟင်းကအဲ့မှာတော့ဆိုငါတို့ငပိတော့မရဘူးကွာငပိတော့မရအောင်တော်တော်လေးကိုဇက်ကနာတယ်ငပိများဘယ်လိုစားတယ်မှတ်တယ်ကျွန်တော်တို့ငပိစိမ်းသားရှိရမလားအဲ့ဒီကောင်ကိုငပိစိမ်းသားကိုကြိုးလိုက်တယ်အရေရလာတယ်အဲ့ဒီကောင်ငပိရေလောက်ပြီးတော့ပြန်စားရတာတော်တော်ဇက်နာတယ်အမှလူကမရတော့ဘူးကွာတလား10ရက်လေးသက်လောက်တာအဲ့တော့ဆိုတော့လူကပပိန်သေးလေးကွာဘယ်လိုလုပ်နိုင်မှာအဲ့နဲ့မာသားကြီးကမခံနိုင်တော့အမေကိုလည်းငိုပြီးတော့တည်ရမလားမေတော်တော်ပင်ပန်းနဲ့ခက်ခဲတဲ့ဒီမှာတည်ရမလားအဲ့နဲ့အမေကအဲ့တောတဲ့အထိကိုတကူးတကလာရှာပြီးတော့ကိုတည်ရမလားရုပ်ရှင်တွေက action ကားတွေကလာခဲ့တယ်လို့လာခဲ့တာပတ်စံပြန်အန်ပြီးတော့2ရက်3ရက်လောက်မသိဘူးအဲ့ဒါတစ်ပတ်လောက်လုပ်ပြီးနောက်2ရက်3ရက်ပဲကြံတော့တာအဲ့ဒါလေးကိုပတ်စံပြန်ရှင်းပြီးတော့ကိုလာပြန်ခေါ်တာအိုးပျော်လိုက်တာအဲ့တော့ပျော်ရွှင်မှုကဒီတဘောအလုံးမှာဘယ်တော့မှမမေ့နိုင်ဘူးအဲ့နဲ့မမေ့ရမောလည်းမရအဲ့ဒီဈေးမှာပေါ့ရခိုင်ကုန်းဈေးမှာအဲ့လက်ဖက်ရည်ဆိုင်မှာဝတ်သားဟင်းရတယ်ဝတ်သားအချိုပေါ့ကွာအဲ့ဝတ်သားအချိုအမေကပါဆယ်လေးထုတ်ပြီးတော့ဝယ်ပေးတာအဲ့နဲ့အဲ့တော့ဝတ်သားအချိုဆိုရင်မြေနာမမြင်ဘူးသိရမလားအဲ့တောထဲမှာဆိုတော့လေအဲ့နဲ့အိမ်ထဲရောက်ကုန်တော့စလုံးစတီးစလုံးကမှတ်မိသေးတယ်အဲ့စတီးစလုံးတဲ့တမင်းအမောက်လုံးဝအမောက်ထည့်ပြီးတော့အဲ့ဝတ်သားဝတ်ချိုထည့်ပေအောင်ကြိတ်တာအမပလုတ်ပလောင်းတွေကိုကြိတ်တာအဲ့ဒါအဲ့ဟာဟင်းတနက်ကဘဝမှာဘယ်တော့မှမမေ့ဘူးအရန်အကောင်းဆုံးဟင်းပဲ